ဒီဘက်ကညီလေးတို့အဖွဲ့နာမည်နေနဲ့ဘယ်လိုပေးထားလဲ ကျွန်တော်တို့ကတော့ဘိုးဘိုးနဲ့ ED လို့နာမည်ပေးထားပါခင်ဗျာ ဒီဘက်ကအဖွဲ့နာမည်ဆိုလို့ရှိရင်ရော ရေခဲမောက်ပူပူလေးတော့ ရေကမ်းမပူပူလေးနဲ့ကြားတော့မကြားဘူးဗျာနော်စပါမယ်3 2 1 go အချိန်2မိနစ်စပြီးတော့သတ်မှတ်နေပါပြီအချိန်2မိနစ် လက်ညှိုးလက်ညှိုး တုံးလုံး အချိန်2မိနစ် ပြီး ဝင်းဟုကလားဝင်းဟုကဟုတ်တယ်လားဝင်းဟုကခုနကားလေးမှာလေးပြီခုနကားလေးမှာပါတယ်ဝင်းဟုက 41လေးလုံးတတိယလုံးပြန် ပြန်လာ ပြန်က ဟုတ်ဒန်းစင်ဒန်း က ပြန်က ပြန်က ကအဲ့ဒီပြင်းနေကြ နောက်ဆုံးတော့ အခုပထမလုံးလား ကျိုးကာကျိုး အိုးโอเค ဟန် မဟုတ်ဘူး ခုံ ခုံစား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  ကဲဘာလေးဖြစ်မလဲနောက်ဆုံးနှလုံးကိုသူရနေပြီးတော့အရန်ကို close ဖြစ်နေပြီ ဒီလုံးရှိတယ် 6လုံး9လုံး နောက်ဆုံးလုံးကအိမ် အတန်းလေးက အိမ် စဉ်းစားလက်ညှိုးကကျိုးက ခြေသုံးတစ်လုံးက လက်ညှိုးရကျိုးက က အဖိုးရဖိုးကိုကိုလေးဖြစ်ကိုကိုလေးရေကူးနေငါလေး